ဒီလူကဖျားမဲ့တရားမဲ့အသက်ရှင်ပြီးမှငါဆိုတဲ့မာနအတ္တနဲ့ငါလုံးမငါရမယ်ဆိုတဲ့စိတ်နဲ့အသက်ရှင်သွားလာနေတဲ့သူဖြစ်တယ်။တစ်ချိန်ကလည်းကျွန်တော်ကလည်းဒီအသက်တာလိုမျိုးဖြစ်ခဲ့တယ်။ဘုရားရှိလားဆိုတော့လူတိုင်းကတော့သိကြတယ်ဗျာ။ယေရှုကိုသိလားဆိုတော့ကျွန်တော်ငငယ်ကတွေကတော့သိတယ်။အမိခံပဲတိကျွမ်းခြင်းရှိလားဆိုတော့မရှိဘူးခက်ခဲလာရင်ဘုရားကိုတန်တာမှခေါ်လိုက်တယ်ပြီးကြရင်ကိုကြိုက်တယ်လို့အသက်ပြန်ရှင်တယ်အဲ့ဒီခါအသက်တာမှာစစ်မှန်တဲ့ဝမ်းမြောက်ခြင်းမရှိဘူးစိုးရင်ချင်းတွေအပူတွေနဲ့ပဲအမျိုးမျိုးတောကတွေနဲ့ပဲအသက်ရှင်တဲ့အခါမှာကျွန်တော်တို့ကရှင်လက်နဲ့တည်နေတဲ့အတ္တတာလိုမျိုးကျွန်တော်အတ္တတာမှာဖြစ်ခဲ့တယ်